The man who against humanity စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်မိုက်ဇတ်သိမ်းပြီမင်းအောင်လှိုင်2021နိုင်ငံရေးပြန်ပြီးဆွဲမှုမှာဘာအကျိုးမြတ်မှမရခဲ့ပါဘူးနိုင်ငံရေးစီးပွားရေးပျက်စီးရှုံးတဲ့အပြင်အနာဂတ်ပါပျောက်သွားပြီးလူကအသက်ရှင်နေပေမဲ့ဘဝသေသွားပြီကျမငင်မှာသိတဲ့မင်းအောင်လှိုင်အခုပြေးဖို့နေရာတောင်ကြိုရှာထားပြီးဝုန်းဆိုနဲ့ပွဲရပြီးသွားပါပြီမင်းအောင်လှိုင်ဆုံးသက်ဒါပြောပါမယ်နိုင်ငံရေးကိုလှုပ်ဆောင်တဲ့အခါနိုင်ငံရေးသမားကတအားကိုအရေးကြီးပါတယ်အပြောဆိုအနေထိုင်အမူအရာသတိထားရပါမယ်တကယ်တော့2021နိုင်ငံရေးပြန်ပြီးဆွဲပြီးအာဏာလုဖို့ကြံတဲ့ရာဇဝတ်မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာဘက်ကရောပြည်တွင်းတိုင်းရင်းသားတော်လှန်ရေးသမားတွေရောဂျန်ဇက်လူငယ်တွေရောပြည်သူတွေရောတာဝန်ကျပါတယ်နိုင်ငံရေးစီးပွားရေးတွေပိတ်ဆို့ပေးတာမျက်မြင်သက်သေပါပဲမင်းအောင်လှိုင်အလိမ်ညာရွေးကောက်ပွဲတားဆီးဖို့နဲ့အလိမ်ညာရွေးကောက်ပွဲကိုအရေးယူဖို့ကြတော့ပြည်တွင်းလက်နက်ကင်ထားတဲ့အဖွဲ့တွေတာဝန်ကျမယ်လို့မျှော်လင့်ပါတယ်ယုံကြည်ပါတယ်ကိုယ်တိုင်လက်နက်ကင်ထားပြီးတာဝန်ကျဖို့ပါပဲမင်းအောင်လှိုင်အလိမ်ရွေးကောက်ပွဲမာမန်သိရနဲ့ဝင်ပြိုင်နေဆိုတာထိုပါတီထိုသူများဟာတိုင်းပြည်နဲ့ပြည်သူကိုကြုံပြုဖို့ကြံရပါတွေပါအဲ့ဒီကြုံရန်ရာကြီးတွေကိုကြုံရန်ရာယုံတွေကို drone နဲ့တော်၎င်းအတူရှင်နဲ့တော်၎င်းမက်ဆီကိုက်ပေးဖို့ဘယ်လိုအပ်ပါတယ်ဆီးရီးယားကိုကြည့်စုပေါင်းပြီးမဟာမိတ်ဖွဲ့ကဝိုင်းဖက်ဝိုင်းသမားလိုက်တော့ကြောင့်မကောင်းဆိုးဝါအာဆတ်ပြည်သူတွေပေါ်ဂုတ်ချိုးသွေးဆုံနေတဲ့အာဆတ်ထွက်ပြေးသွားရပါတယ်ဒီလိုသာစုပေါင်းပြီးဝိုင်းသမားဝိုင်းဆွန်ကြီးလောင်းပေးလိုက်ရင်တော့အာဆတ်ပြီးရင်အာငတ်မအောင်လိုက်လဲလစ်ဖို့ရုရှားနဲ့ဘီလာရုစ်မှာအိမ်တွေမြေတွေဝယ်ထားပြီးဆိုလာပဲဒီပွဲကလူမျိုးစုတစုအဖွဲ့အစည်းတစ်ခုလွတ်မြောက်ရေးတိုက်ပွဲမဟုတ်ပါလူမျိုးစုတစ်ခုတည်းအဖွဲ့အစည်းတစ်ခုတည်းနဲ့တိုက်မယ်ဆိုရင်နှစ်ပေါင်း80ကျော်လူမျိုးစုတော်လှန်ရေးကသက်သေအထောက်ထားပြထားပြီးသားပဲတိုင်းသားတော်လှန်ရေးတွေနှစ်60ကျော်နှစ်80ကျော်ကြာတယ်ဒါကသမိုင်းနဲ့သက်သေအထောက်ထားတွေပါဒီမကောင်းဆိုးဝါးတက်ကိုတိုင်းသားပေါင်းစုံဘာသာပေါင်းစုံဒီမကောင်းဆိုးဝါးတက်ထဲမှာတိုင်းသားပေါင်းစုံဘာသာပေါင်းစုံရှိတယ်တိုင်းသားတော်လှန်ရေးတက်များတော်လှန်ရေးကြာလာချိန်မှာစိတ်သက်ကြပြီးဒီမိစ္ဆာတက်ကဖမ်းဝယ်ထားပြီးတိုင်းသားအချင်းချင်း counter balance လို့ခေါ်တဲ့စစ်တူရင်စကားနဲ့ပြောရင်မြင်းကိုမြင်းနဲ့ထောက်ဘီရှော့ကိုဘီရှော့နဲ့ထောက်ကထိန်းထားပါတယ်ပုံကိုပုံနဲ့ထောက်ကထိန်းထားပါတယ်ဒါတင်ပဲကသေးမလဲတိုင်းသားလူငယ်များကိုတိုင်းသားလူငယ်နဲ့လူငယ်များအားလုံးကိုမူရစ်စေဝါအရက်လောင်ကစားဝိုင်းများနဲ့အကျင့်စာရိတ္တကိုပါဖျက်ဆီးလိုက်တော့ကြောင့်ကျွန်သက်ပိုစီစီပါတယ်ဒါကြောင့်မဟာမိတ်တပ်ပေါင်းစုကြီးမဖွဲ့နိုင်ရင်တော့တောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းအလယ်ပိုင်းအနောက်ပိုင်းမိမိနဲ့နယ်နိမိတ်တွေကိုနယ်နိမိတ်ထိစပ်တဲ့နယ်မြေတွေကိုတပ်ပေါင်းစုဖွဲ့နိုင်ရင်ဒုတိယကမ္ဘာစစ်ကပုံစံမျိုးမဟာမိတ်တပ်များနာဇီနဲ့ဖက်စစ်ကိုဝိုင်းသမားတယ်လို့မျိုးဝိုင်းဖဲတယ်လို့မျိုးဖဲ့ရင်စီးရီးယားမှာတပ်ပေါင်းစုကြီးဖွဲ့ပြီးဝိုင်းဖဲ့တယ်လို့မျိုးဖဲ့ရင်အာဆတ်ပြီးရင်အာငတ်ကလေးအာငတ်ပြေးမဲ့အလဲရောက်လာပါပြီဒီအတွက်မင်းအောင်လှိုင်ကသိနေပါတယ်ရုရှားနဲ့ဘီလာရုစ်မှာအိမ်ချမ်းမြေတွေနိုင်ငံတော်ဗဏ္ဍာငွေနဲ့ဝယ်ထားပြီးပါပြီ
ဦးမြောက်လိုင်ကသူမပြေးခင်အကြမ်းနီအနုနီမနုမကြမ်းနီနဲ့နီးပေါင်းစုံကစားကြည့်အောင်ပါသူမလွယ်တော့မှသူသိနေပါပဲအခုဆိုအေယာဝတီဘက်မှာရောပကိုးမကွေးနဲ့ရခိုင်သာလမ်းပေါက်ပြီးချိတ်ဆက်သွားလို့ရလိုက်လို့ကတော့စကိုင်းမန္တလေးအကုန်လမ်းပေါက်ချိတ်ဆက်မိသွားလို့ကတော့အဲ့ဒီမကွေးတိုင်းတစ်ခုထဲမှာတင်လက်လက်ဆက်ယုံငွေဆက်ကူဆက်ယုံတွေသိမ်းပြီးသွားတာနဲ့နေပြီးတော့3ရက်မခံပဲပွဲသိမ်းသွားပါပြီစာတန်ဂျူကလည်းအာရီဂျိုထဲမှာဝင်ရောက်တဲ့နှစ်2026ဟာကမ္ဘာနိုင်ငံကောင်းဆောင်တွေကမ္ဘာနိုင်ငံရေးတွေအပြောင်းလဲဖြစ်မဲ့နှစ်ပါ2026ဟာစကားစားအတွက်ဘူပိတ်တဲ့နှစ်ဖြစ်သောကြောင့်မင်းအောင်လှိုင်နဲ့သူ့မိသားစုပြည်မဲ့နှစ်ပါဟစ်တလာလိုတော့မိမိသတ်သိရဲတဲ့သတ္တိစီမပုံမပေါ်ပါဘူးဒါကြောင့်သူနဲ့သူ့လျင်မူမိသားစုကတော့ပြေးဖို့အဆင်သင့်ဖြစ်နေပါပြီဒါကြောင့်အကြမ်းနီးအနုနီးမနုမကြမ်းနီးနီးပေါင်းစုံသုံးပြီးတိုက်ပါသူရဲ့အောက်ခြေမနုမနက်စစ်သားလေးတွေကိုနီးပေါင်းစုံနဲ့စီယုံပြီးသိမ့်သွင်းကသူ့လူသူ့ကိုပြန်တော်လန်သူ့ထောင်ကြောင်သူ့ပြန်မိသူ့လက်ပင်ကျိုးသူ့ကျိုးဝင်သူ့လက်ပင်ပြန်စော့သူ့အာကုသိုလ်စေတနာသူ့အကျိုးပြန်ပေးသူ့မကောင်းမှုဒုစရိုက်သူ့ကိုအကျိုးပြန်ပေးကကုရနတ္ထိဆေးမရှိတော့ပါသူစိုက်တဲ့အစိတ်ပင်ကြီးကိုသူမကြခင်ရိတ်သိမ်းစားသုံးရတော့မှဖြစ်ကြောင်းပြောကြရင်နိဂုံချုပ်လိုက်ပါတယ်စစ်မှန်သောပြည်သူတော်လှန်ရေးမုတ်ချအောင်ရမည်မြန်မာပြည်သူများနဲ့တိုင်းရင်းပြည်သူများအားလုံးဖျားဆင့်ကောင်းကြီးပေးပါစေ God bless you all thank you all bye bye